ဆိုဒါကတော့ဒါတော်တော်များများတီးကြတဲ့ဒါစပယ်ကြီးမွေပေါ့နော်ကျွန်တော်တို့မြန်မာမှာဆိုလို့ရှိရင်တော့ဒါတော်တော်များများစပယ်ကြီးသဲကြီးကကျွန်တော်တို့ဒီဘာဆေးပြောက်တဲ့ညာဆေး oh shit အဲ့လိုပေါ့နော်အဲ့လိုမျိုးယောဂတွေဘာတွေပျောက်တယ်ဆိုပြီးတော့အဲ့လိုမျိုးအယူအဆတွေရှိကြတယ်ပေါ့နော်အဲ့လိုမျိုးဟာကဒါလုံးဝ scientifically proven လုံးဝမဟုတ်ဘူးပေါ့နော်ဆိုတော့ oh shit ဆိုတော့အခုဒီလိုမျိုးဒါဆိုလို့ရှိရင်ဒါ masking လုပ်နေရလို့ခေါ်တယ်ပေါ့နော် masking ကဘာလို့လုပ်တာလဲဆိုလို့ရှိရင်တော့ဒါသူအန်ရကြုံတွေ့ရတဲ့ခံစားလို့ပေါ့နော်ကျွန်တော်တို့ဒါသူ့ကိုဒါတတ်တော်မယ်ခံစားလို့အဲ့လိုမျိုးလုပ်နေရဖြစ်တယ်ပေါ့နော်ဒါပေမဲ့တကယ်ရတော့ဒါကယ်ဆယ်ထားတဲ့အကောင်လေးဖြစ်တယ်ဒါသဘာဝလေးပြန်လှုပ်ပေးပါပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ဒီကောင်ကဒါကျွန်တော်တို့ time မှာဆိုလို့ရှိရင်လည်းဒီကောင်ကဒါဟုတ်တယ်လေဒီကောင်ကဒီထိုင်းဥပဒေနဲ့ကာကွယ်ထားတာပေါ့နော်ဒီအမျိုးအစားကိုဆိုတော့လုံးဝတက်ခွင့်လည်းမရှိဘူးပေါ့နော်တက်လို့ရှိရင်ကျွန်တော်တို့3နှစ်ကနေ9နှစ်အထိတောင်ဒီကောင်ထောင်ကျလို့ရတယ်ပေါ့နော်ဒီကောင်ကိုကင်တွယ်မယ်ဆိုလို့ရှိရင်ဒါလုံးဝစာရွက်စာတမ်းတွေရှိမှာကင်တွယ်လို့ရတဲ့အမျိုးအစားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကိုကျွန်တော်အတီးပြောက်ကဘာလို့ကဲလာတာလဲဆိုလို့ရှိရင်တော့လုံးဝပိန်ချုံနေပြီးတော့ဒီမြောင်းထဲကိုကျနေရပါပေါ့နော်အားကြောင့်မလို့ကဲလာပြီးဒါရောက်ချင်းရဆိုလို့ရှိရင်လည်းဒီနှုတ်သီးတွေဆိုလို့ရှိရင်လည်းဒါစုပ်ပြတ်တက်နေရပဲပေါ့နော်အခုဆိုလို့ရှိရင်ဒါနည်းနည်းပြန်တက်တာလာပြီးအရေးကုန်2ခေါက်တော့ချက်လဲပြီးသွားလို့ရှိရင်တော့ဒီကောင်ကိုပြန်လှုပ်ပြီးတော့မယ်လို့သိတယ်ပေါ့နော်ဆိုတော့အဓိကတော့အခုကျွန်တော်ဗီဒီယိုရတဲ့အကြောင်းရင်းကတော့သူ့ခေါင်းပေါ်မှာဒီကျွန်တော်ဒီတန်းတွယ်နေရပေါ့နော်အဲ့ဟာကိုကျွန်တော်ဖတ်ပေးရမှာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်အချက်ဖတ်ပေးလိုက်ကြရအောင်ပေါ့နော် ready yeah ဒီအဲ့မှတ်လားဗာလဲတန်လားမသိဘူးအကောင်ဖယ်ပေးရမှာပေါ့နော်ဒီမှာ okay ready ဒီမှာအကြီးပဲ okay ဖယ်ပေးလိုက်ပြီပေါ့နော်ဒီကောင်တွေသွားတွေကကျွန်တော်တို့ဒီ9မြချိတ်တစ်ချောင်းစာလောက်ရှိတယ်ပေါ့နော်ဆိုတော့လုံးဝတော့အကိုက်ခံခြင်းမှမဟုတ်ဘူးဒီကောင်လုံးဝကာကွယ်ထားတဲ့အမျိုးအစားဖြစ်တယ်ပေါ့နော်ထိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါတော်တော်လေးလည်းမြန်မာဘက်မှာဆိုလို့ရှိရင်ဒါမျိုးတုံးစာနီးလာပြီပေါ့နော်ဘာလို့ဆိုတော့ဒီစပယ်ကြီးတဲကြီးဘာပြောက်တယ်ညာပြောက်တယ်ဆိုပြီးတော့ကျွန်တော်ဆေးဘက်ဝင်နေပါညာဆိုပြီးပြောကြလို့ပေါ့နော်ဆိုတော့ခုစပယ်ကြီးမွေ reticulate python ဖြစ်ပါတယ်